အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ဒီနေ့ထပ်ပြီးလေ့လာမယ့်ပိုင်းအားကြတော့ဒီမှာခေါင်းစဉ်လေးကျမပေးထားပါတယ်သူက detail estimate ဆိုပြီးတော့ပေးထားတာဖြစ်ပါတယ်ဒီကျမရှိမှာဒီကျမတို့အတူလေ့လာခဲ့တဲ့အပိုင်းတွေကဒီခက်မှန်ကုန်ကြစိတ်တွက်ချက်ခြင်းဆိုပြီးတော့ကျမခေါင်းစဉ်လေးပေးခဲ့ပါတယ်เนาะအဲ့ဒါလေးကကြတော့ကျမအပိုင်းလိုက်ပိုင်းလိုက်ပေါ့နော်ပိုင်းပိုင်းတွက်ပြသွားတာအခုကကြတော့အဲ့ဒီတွက်ထားတဲ့ဟာကိုဇယားနဲ့ထည့်ပြီးတော့စနစ်တကျဘယ်လိုတွက်မလဲဆိုတဲ့ဟာကိုကျမတို့လေ့လာကြမယ်ဖြစ်ပါတယ်အဲ့တော့ detail estimate ဆောင်တွက်ဖို့အတွက်ကိုကျမတို့မှာဒီ9ခုပေါ့နော်လောက်ရမယ်ဖြစ်ပါတယ်နံပါတ်1ကကြတော့ job report ရေးပေးရမယ်เนาะ job report ကဘာတွေပါမလဲဆိုလို့ရှိရင်ဒီ history ပါမယ်ပေါ့နော်ဒီအဆောင်နဲ့ပတ်သက်ပြီးတော့ history ကိုထည့်ရေးပေးမယ်เนาะနောက်တစ်ခုကတချို့ခြားလိုအပ်တဲ့အချက်တွေထည့်မယ် scope တွေထည့်မယ်เนาะနောက်မှကျတော့ main feature of the project နဲ့ဆိုင်တဲ့အချက်တွေထည့်မယ်ပြီးရင်နောက်သူ့ရဲ့ design တွေ estimate တွေစသဖြင့်ပေါ့เนาะ report ထဲမှာဒီ report ကိုဖတ်လိုက်တာနဲ့ဒီအဆောက်ဒါမှမဟုတ်ဒီ project တစ်ခုရဲ့အကြောင်းကိုသိသွားအောင်လို့သူကခြုံငုံပြီးတော့သူ report လုပ်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ specification of the work ပေါ့เนาะနံပါတ်2အချက်ကသူမှဘာတွေထည့်ရမလဲဆိုလို့ရှိရင်ကျမတို့ကဒီမှာ nature and class of work ဒီအလုပ်မျိုးစားပေါ့နော်ဒီအဆောက်အအုံကိုဘယ်လိုလုပ်မလဲဆိုတော့သဘောတဘာဝတွေအမျိုးအစားတွေအကုန်ပေါ့နော်ထည့်ပေးရမယ်ပြီးလို့ရှိရင် material ပေါ့နော်ထည့်ပေးရမယ် material တွေဘယ်လိုပစ္စည်းမျိုးစားတွေကိုသုံးလဲဆိုတာထည့်ပေးရမယ်ဒီကို site ထဲမှာသုံးတဲ့တန်ချောင်းဆိုတဲ့တန်ချောင်းပေါ့နော်သူ့ရဲ့ detail အသေးစိတ်တွေကိုထည့်ပေးရမယ်နောက်တစ်ခုကကြတော့နံပါတ်3ကကြတော့ဒါကျမတို့ရှေ့တွေမှာတွက်ခဲ့တယ် detail measurement ဆိုတာကဒီအတိုင်းအတာတွက်ချက်မှုတွေထည့်ပေးရမယ်နံပါတ်4ကကြတော့ beta estimate ဆိုတဲ့ဇယားအဲ့ကျမပြီးပြပေးပါမယ်เนาะနောက်နံပါတ်5ကကြတော့ beta quantity 6ကကြတော့ address of cost 9ကကြတော့ total summary for civil work နဲ့နောက်တစ်ချက်ကကြတော့ total summary for project civil နဲ့ MME ပေါ့နော်နောက်တစ်ခုကကြတော့နံပါတ်9ကကြတော့ detail structure drawing of the project เนาะ project တစ်ခုလုံးရဲ့ဒီ structure design detail ကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီအဆင့်6ချက်ကပါမှာဖြစ်ပါတယ်အဲ့တော့ကျမတို့ဒီမှာပြောခဲ့တဲ့ detail measurement ဆိုတဲ့အကွက်ကဇယားကွက်ကစောက်ကြည့်မှာသူကနံပါတ်3ပေါ့နော်နံပါတ်3ကနေနံပါတ်9ကိုဇယားကွက်ဖြစ်ပါတယ်အဲ့ဇယားတွေကိုကျမတို့တွက်ထားတဲ့အတိုင်းအတာတွေဖြည့်မယ်တွက်ပြီးတဲ့အခါမှာပတ်စံထွက်လာမှာဖြစ်ပါတယ်ဒါကကြတော့ဇယားနံပါတ်3ဖြစ်ပါတယ်ဇယားနံပါတ်3ကကြတော့ detail measurement လို့ခေါ်တယ်ဒါကတော့ကျမပုံစံအနေနဲ့ပဲရေးထားတယ်နံပါတ်1ဒီအကွက်မှာကြတော့ item ဆိုတဲ့ဒီသူ့ရဲ့နံပါတ်စဉ်ထည့်ပေးရမယ်1 2 3 4ပေါ့နော် particular မှာအကြောင်းအရာထည့်ပေးရမယ်မြန်မာလိုကျမတို့ဇယားကွက်ထည့်မယ်ဆိုရင်တော့သူကအကြောင်းအရာဖြစ်မှာပေါ့အကြောင်းအရာပေါ့နော်အမှကြတော့ဘာနံပါတ်1ကဘာလုပ်မလဲမြေတူးမယ်နော်မြေတူးပြီးရင်ဘာလုပ်မလဲပေါ့နော်ကျတော့136အကျန်းလောက်မယ်ဒါမှမဟုတ်ဟက်ကိုလုပ်မယ်เนาะဟက်ကိုချမယ်ပေါ့เนาะကြောက်ကြီးချမယ်ဒီအဆင့်လိုက်ကိုလုပ်တဲ့ process အဆင့်လိုက်ကိုရေးသွားမယ်နောက်ဒီနံပါတ်ဆိုတာကြတော့အရေးအတွက်ထည့်တာဖြစ်ပါတယ်နောက် measurement ကကြတော့အတိုင်းတာထည့်မယ်အကကြတော့အလျားတိုင်းထားတာကိုထည့်မယ်ဒီမှာဆိုလို့ရှိရင်မြေတူးတယ်ဆိုမြေတူးတဲ့အလျားဘယ်လောက်ပေါ့เนาะမြေနောက် B ကကြတော့မြေတူးတဲ့အကျယ်ဘယ်လောက်တူးမလဲ H ကကြတော့မြေအနက်ဘယ်လောက်တူးမလဲဆိုတဲ့အတိုင်းတာကိုထည့်ပေးရမယ်အဲ့ဒါကျမတို့ပုံကြည့်ပြီးထည့်ကြမယ်ပေါ့เนาะနောက်တစ်ခါကျတော့ detection content ပေါ့နော်ဒီအလျားရဲ့ဒီအမြင့်ရဲ့သုံးခုလုံးကိုမြှောက်ပြီးရင်ဒီ content အကွက်မှာတူတန်မှုထည့်ပေးရမယ်နောက် quantity ရကြတော့ဒီမှာဆိုလို့ရှိရင်ကျမတို့ကitem လေးကဒီမှာမြေတူးတဲ့ဆိုလို့ရှိရင်မြေတူးတာကဒီမှာသူကမြေကတနေရာနဲ့တူးတာမဟုတ်ဘူးလေเนาะနေရာတွေအများကြီးတူးရမှာဆိုတဲ့အခါကျတော့တူးရမယ့်ဒီမြေ line တွေပေါ့เนาะတူးရမယ့် line တွေအကုန်လုံးကိုချရေးပြီးလို့ရှိရင်သူကဒီမှာ contact မှာဒီမှာအများကြီးထွက်လာလိမ့်မယ်เนาะထွက်လာပြီးလို့ရှိရင်အဲ့ဒီဟာတွေအကုန်လုံးကိုပေါင်းချင်းပေါ့เนาะဒီမှာ10ခုရှိမယ်ဆို10ခုပေါင်းချင်းကိုဒီ quantity အကွက်မှာဒီမှာချရေးပေးတယ်ကျမတို့ကရေးပြီးရင်ဒါကကျတော့ unit ဆိုတာသူကကျတော့ကုဘဘယ်လောက်လဲဆိုတာကိုဒီမှာရေးပေးတယ်ကုဘပေပေါ့ unit မှာကုဘပေအင်္ဂလိပ်လို့ဆိုတော့ cubic feet ဆိုပြီးကျမတို့ထည့်ပေးတယ်အဲ့ဒီဇယားလေးကိုကျတော့ detail measurement လို့ခေါ်မယ်ဒါကကြတော့တွက်ရင်းနဲ့မှာကျမတို့ထည့်မယ်ဆိုရင်ပိုသိသွားလိမ့်မယ်ပေါ့နော်ကျွန်တော်နောက်တစ်ခုကြည့်မယ်နောက်တစ်ခုကကြတော့ beta estimate ပေါ့နော်beta estimate မှာဆိုလို့ရှိရင်သူကဒီအရှိကနေတွက်ထားတယ်ဒါကကြတော့ဒါနမူနာပေးထားတာကြတော့ဟက်ကို
နော်ဒါကြောက်ကြည့်ချတာကိုကျွန်မနမူနာပေးထားတယ်ကြောက်ကြည့်ချမယ်ဆိုလို့ရှိရင်သူကmaterial ဆိုတဲ့ပစ္စည်းဟက်ကိုကြောက်ဘယ်လောက်ကုန်မလဲဆိုတဲ့ကျင်းပေါ့နော် SUD ကကြတော့ကျင်းကိုရေးတယ်ဒါဆိုရင်ဒီမှာတွက်လိုက်မယ်ဆိုရင်ဘယ်နှကျင်းရမလဲအဲ့ဆိုလို့ရှိရင်ဒီ rate နဲ့ပါကြတော့နော်တစ်ကျင်းကိုဥပမာအခုအပြင်မှာဆိုရင်3သိန်းပေါ့ဥပမာပြောတာနော်3သိန်းဆိုဒီမှာ4ချင်းရတယ်ဆိုရင်4သိန်းပေါ့အဲ့ဒီဟာကိုဒီမှာကျတော့ material အကွက်ဆိုတော့ပစ္စည်းစင်းကိုဒီမှာရေးမယ်နောက်သဲပေါ့နော်သဲဆိုရင်ဒီမှာဥပမာ10ချင်းကုန်မယ်ပေါ့နော်10ချင်းကုန်မယ်တစ်ချင်းကိုဥပမာ6000ပေါ့နော်6000ဆိုရင်10နဲ့10နဲ့6000နဲ့မြောင်ရင်6သိန်းအဲ့ဆိုဒီမှာရေးမယ်နောက်ဒီဟက်ကိုချဖို့အတွက်ကိုသူက measure ဆိုတာကပယံပေါ့နော်ပယံကကြတော့ဒီမှာဥမာ2ယောက်ကုန်မယ်ပေါ့နော်2ယောက်ဆိုရင်တစ်ယောက်ကိုဥမာ3000နော်3000ဆို2ယောက်ဆိုလို့ရှိရင်6000ပေါ့6000ဆိုရင်သူက4ပါဖြစ်တဲ့အခါကျတော့ဗမာအကွက်မှာရေးမယ်ဆို4ပါနဲ့တနက်အကွက်မှာကျမတို့ရေးပေးမယ်နောက် worker ဆိုလဲလိုပဲဒီမှာရေးပေးမယ်ပေါ့နော်ရေးပြီးလို့ရှိရင်ကျမတို့ဘာတွေပေါင်းမလဲဆိုတော့ material တွေဒီမှာကုန်ကြမ်းစိတ်မှာ2ခုရှိရဆို2ခုပေါင်းမယ်4ပါဆိုရင်4ပါ2ခုပေါင်းတာကို sorry ဒီမှာရေးမယ်နော်ဆိုလို့ရှိရင်ဒီသူတို့2ခုပေါင်းခြင်းပေါ့နော်ဒီမှာရှိတဲ့ဒီ material နဲ့ဒီက4ပါအလုပ်သမားပေါင်းခြင်းကိုဒီမှာပြန်ရေးမယ်ဆိုရင်ဒီဟက်ကိုဆိုတဲ့ဒီကြောက်ကြီးချဖို့အတွက် item မှာဒီအမှတ်စဉ်မှာဆိုလို့ရှိရင် material ကုန်ကြမ်းစိတ်ကိုတက်သိမယ်4ပါဆိုတဲ့ဒီအလုပ်သမားကုန်ကြမ်းစိတ်သိမယ်သူတို့2ခုရဲ့ပေါင်းခြင်းကိုပြန်သိမယ်ဒီဇယားကိုကြည့်ကြိုက်မယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ကျွန်တော်နောက်ဇယားတစ်ခုထပ်ကြည့်မယ်နောက်ဇယားတစ်ခုကကြတော့သူက Base of quantity ခေါ်တယ်ပေါ့နော် Base of quantity ကကြတော့ဒီအရှင်းမှာတွက်ထားတဲ့ item တွေကနေမှ material တွေအချုပ်ပေါ့နော်နံပါတ်1ကဥမာဟိုရှိမယ်နံပါတ်1ကမြေတူးမယ်နံပါတ်2ကဟက်ကိုချမယ်နံပါတ်3ကကြတော့ကျမတို့136အကျန်းလောင်းမယ်နော်136အကျန်းလောင်းပြီးလို့ရှိရင်မလုပ်မလဲနော်နောက်124လောင်းမယ်နော်နံပါတ်5ကဘာလုပ်မလဲပေါ့နော်အုပ်စီမယ်ပေါ့အဲ့ဒီကနေထွက်လာတဲ့ဘာလဲဆိုပစ္စည်းတွေရှိမယ်အုတ်သေးကြောက်ပြီးလက်မြေတန်းနော်ပြီးရင်တွတ်ပေါ့နော်ဒီဟာတွေရှိမယ်ပေါ့ကုန်ကြစိအဲ့ material တွေအချုပ်ကိုကျမတို့ကဒီမှာရေးမယ်နောက်ဇယားတစ်ခုကကြတော့laborပေါ့နော်အဲ့တော့မြေတူးမယ်ဆိုရင်အလုပ်သမားရှိမယ်အဲ့တော့ဟက်ကိုဆိုရင်အလုပ်သမားရှိမယ်136လောင်းတဲ့အလုပ်ငန်းတွေမှာဆိုရင်လည်းပဲသူကအလုပ်သမားထွက်လာမယ်ပယံထွက်မယ်ပေါ့နော်အဲ့ဒီကနေထွက်လာတဲ့labor လူလေးပေါ့နော်ဒီအလုပ်သမားတွေရဲ့အရေးအတွက်ကိုဒီမှာပေါင်းပြီးထည့်ပေးလိုက်မယ်ဆိုလို့ရှိရင်ကျမတို့ကဒီလုပ်ငန်းတစ်ခုလုံးပေါ့ဒီအဆောက်အုံတစ်ခု project တစ်ခုလုံးရဲ့ material ပစ္စည်းကုန်ကြမ်းစိတ်ကိုအချုပ်ဒီမှာသိမယ်နောက်တစ်ခုကကြတော့ labor ပေါ့နော်ဒီ project တစ်ခုလုံးရဲ့အလုပ်သမားကုန်ကြမ်းစိတ်ကိုကျမတို့ကဒီမှာသိမယ်ပေါ့နံပါတ်6ဇယားဖြစ်ပါတယ်နံပါတ်5ပေါ့နော်အခုနံပါတ်6ဇယားကကြတော့သူကဒီ ultrasound cost လို့ခေါ်ပါတယ် ultrasound cost မှာဆိုလို့ရှိရင်နံပါတ်1ကအဲ့မြေတူးခြင်းအတွက်ပမာဏဒါကကြတော့အချုပ်ပြန်ကြည့်တဲ့သဘောပေါ့နော်ဒီ beta quantity မှာလည်းကြည့်လို့ရတယ်နော် beta estimate မှာလည်းကြည့်လို့ရတယ်ပေါ့နော်နံပါတ်3အနှစ်ကကြတော့ hot code ဆိုလို့ရှိရင် hot code အတွက်ကိုကုန်ကြစိဒီမှာကတော့တခြားစာတွေမရှုပ်ပဲနဲ့သူ့ကိုအချင်းပြန်ကြည့်လို့ရအဲ့ဟာတွေဆိုလို့ရှိရင်သူကဒီကနေမှဒီတန်မိုးတွေပေါင်းလိုက်မယ်ဆိုရင်လုပ်ငန်းတစ်ခုလုံးအတွက်ကိုကုန်ကြစိသူကကြတော့ဘာပေါင်းချင်းလဲဆိုတော့ဒီ award မှာဆိုရင်ပစ္စည်းရောလောက်တာပါတာမဟုတ်လို့သူရဲ့ရလာတဲ့တန်မိုးက material ကော labor ရောတန်မိုးဖြစ်ပါတယ်ဒါကကြတော့နံပါတ်6ဇယားဖြစ်ပါတယ်နံပါတ်9ပေါ့နော်နံပါတ်9ကကြတော့ total summary of civil ပေါ့နော်အဲ့ဟာကြတော့သူကဇယားကိုရေးတဲ့အခါမှာနံပါတ် A က item နံပါတ် A က material ကုန်ကြစိဒီမှာရေးမယ် project တစ်ခုလုံးကိုကျမတို့အရှိမ base of quantity မှာတွက်ခဲ့တယ်လေအဲ့ material တစ်ခုလုံးရဲ့အချုပ်ကိုဈေးနှုန်းပဲဒီပတ်စံပဲရေးမယ် labor ရဲ့ပတ်စံရေးမယ်ပေါ့အဲ့တော့သူတို့နှစ်ခုဒီ A နဲ့ B နဲ့ပေါင်းခြင်းကိုဒီမှာရေးတယ်နော်ရေးပြီးလို့ရှိရင် तू ကဘာရှိမလဲ commercial tax တွေရှိမယ် transportation check တွေရှိမယ်ပေါ့နော်ဒီမှာ overhead check တွေ company profit တွေရှိမယ် contingency cost တွေရှိမယ်စသဖြင့်ပေါ့တခြားကုန်ကြမ်းစိတ်တွေရှိခဲ့မယ်ဆိုရင်အဲ့ဒါကို percentage အနေနဲ့ तू ကဒီမှာထည့်ပေါင်းပေးရတယ်ထက်တွက်ပြီးတယ်ထက်တွက်ပြီးလို့ရှိရင်ဒီနှစ်ခု A နဲ့ B နဲ့ပေါင်းခြင်းကိုနည်း percentage တွေပြန်ပေါင်းပြီးတော့ grand total ဆိုပြီးတော့ဒီမှာတန်ဖိုးရေးမယ်ရေးပြီးလို့ရှိရင် तू ကကဏ္ဍတွေကတဒမတွေထွက်နေမယ်ရာကဏ္ဍတွေထွက်နေမယ်ဆိုရင်ထောင်ကဏ္ဍယူမလားရာကဏ္ဍယူမလားဆိုပြီးတော့သူ့ကိုအနည်းဆက်ဆုံးပြန်ပြီးတိုးယူပေးတယ် short ယူပေးတာရှိတယ်အဲ့ဒါကကြတော့ဒါ civil လုပ်ငန်းအတွက်ကို summary ဆိုတဲ့အချင်းချုပ်ယူတာဖြစ်ပါတယ်နောက်နံပါတ်8ကကြတော့
သူက civil word လည်းပါမယ် MME word လည်းပါမယ်ဖြစ်ပါတယ် civil word တန်ဖိုးဒီမှာရေးမယ်နောက် electrical လျှပ်စစ်ကုန်ကြမ်းစိတ်ရေးမယ်ဒါ water supply အတွက်ရေးမယ် sanitation အတွက်ရေးမယ်အဲ့၄ခုဒီမှာဆိုရင်ကျွန်မနာမည်ပေးထားတယ် ABCD ပေါ့အဲ့ဒီ ABCD ကိုအားလုံးပေါင်းလိုက်မယ်ဆိုရင်ဒါ total ရမယ်အဲ့ဒီကနေမှကျွန်တော်တို့ test ကိုပြန်တွက်မယ်နော်ခုနကတော့ဇယားကြတော့နံပါတ်9ဇယားကြတော့ civil word ပဲပါမယ်ဒါကကြတော့ MME word ပါပြီးတော့ကျွန်တော်တို့ကဒီ transportation ကိုဒါဇယားနဲ့ထည့်တွက်မယ်တချို့ကကြတော့ civil word ပဲတွက်တာရှိရဲတချို့ကကြတော့ဒီ၄ခုလုံးတွက်တာရှိတယ်အဲ့ဒီဟာဆိုရင်တို့ရဲ့ပုံမှာ percentage တစ်ခုအနေနဲ့ဒီ transportation တို့ဒီ overhead တို့ပါတော့ဒီချက်တွေကိုထည့်ပေါင်းပြီးတော့ကျွန်တော်တို့ကစုစုပေါင်း grand total ဆိုတဲ့စုစုပေါင်းကိုပြန်ထည့်ပေးရမယ်အဲ့ဒီကနေမှ save ဆိုပြီးတော့အနည်းဆက်ဆုံးယူတာရှိမယ်အဲ့ဇယားလေးဖြစ်ပါတယ်အဲ့တော့အခုနောက်ထပ်ရှိနံပါတ်9sorry 8ထိပေါ့နော်အဲ့ဒီခါဆိုလို့ရှိရင်ကျမတို့မှာဒီဇယားလေးတွေကိုကျမတို့အခုလေ့လာလိုက်တာဖြစ်ပါတယ်အဲ့တော့ဒီဇယားလေးတွေကိုနားလည်မယ်အောင်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုပေါ့နော်အခါနှစ်ခေါက်သုံးခါပြန်ကြည့်ပေးပါနောက်အပတ်တွေမှာဆိုရင်ကျမဒီပေါ့နော်ဒီ data measurement ကိုမြေကြီးတူးတာနေစပြီးတော့ကျွန်မတင်ပေးသွားဖို့ရှိပါတယ်ကျွန်မအားတဲ့အချိန်လေးလုပ်ပေးပါမယ်အဲ့တော့ကျွန်မရဲ့ channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့เนาะကျွန်မရဲ့အသစ်ထပ်တင်တဲ့ဗီဒီယိုလေးတွေက subscribe လုပ်ထားမှာပေါ်မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်